အဲ့တော့ဒီနေ့က process symbol test နဲ့မြန်မာလိုတွေးပြီးတော့အင်္ဂလိပ်လိုမျိုးလေးရေးကြည့်အောင်နောက်တစ်ခါပြင်ပြောမယ် I will you they ဆိုရင် verb တွေက verb 1 base form ပဲဖြစ်ရမယ် he she is တို့ဆိုရင် verb တွေက s es is ထည့်ပေးရမယ်အဲ့တော့ပထမဆုံးစာကြောင်းလေးကိုလုပ်ကြည့်အောင်အဲ့တော့ငါမနက်တိုင်းစာဖတ်တယ်မြန်မာ subject ရောအင်္ဂလိပ် subject ရောပြုလုပ်တဲ့သူတွေအကုန်လုံးကစာကြောင်းရဲ့ထိပ်ဆုံးမှာရှိရယ် verb တွေအကုန်လုံးကစာကြောင်းရဲ့နောက်ဆုံးမှာရှိရယ်အဲ့တော့ငါဆိုတော့ I ဖတ်တယ်ဆိုတော့ read မနက်တိုင်းဆိုတော့ every morning okay အဲ့ဆိုရင် तू မုံမစားဘူးဆိုရင်ရောဘယ်လိုမျိုးရေးမလဲ तू မစားဘူးဆိုတော့ okay तू ဆိုတော့ he မစားဘူးဆိုရင်ဘယ်လိုရေးမလဲ he she is ဆိုရင် does us ကိုတောင်းတယ်အဲ့အတွက်ကြောင့်မို့ he doesn't eat snack okay နောက်တစ်ကြောင်းသူမကအင်္ဂလိပ်သင်တယ်အဲ့တော့စာကြောင်း subject တွေကောင်ကစာကြောင်းရဲ့ရှေ့မှာရှိရောသူမသင်တယ်ဆိုတော့ okay သူမဆိုတော့ she သင်တယ်ဆိုတော့ teach English ဒီမှာဘာလုပ်လဲဆိုတော့ he she is ဆိုရင် verb တွေမှာ s es ထည့်ပေးရမယ်ဒါပေမဲ့ဒီမှာက ch နဲ့ဆုံးထားတဲ့တောက်မို့ t ရေ ch es ဖြစ်ရမယ်ဒါကိုရှေ့ရဗီဒီယိုမှာသင်မိခဲ့ပြီဒါ ch sh o h နဲ့ဆုံးတဲ့ ss အဲ့ဒါနဲ့ဆုံးတဲ့ verb တွေအကုန်လုံးမှာ es ထည့်ပေးရမယ် teach မှာ ch နဲ့ဆုံးထားတဲ့အတွက်ကြောင့်မို့ es ထည့်ပေးရတယ်အဲ့တော့နေတိုင်းကျောင်းကိုသွားရဲဆိုရင်ရောဘယ်လိုမျိုးရေးမလဲအဲ့တော့ subject တွေအကုန်လုံးကစာကြောင်းရဲ့အရှိဆုံးမှာရှိတယ်ကျမတို့ verb တွေအကုန်လုံးကနောက်မှာရှိတယ် subject plus verb ဖြစ်တဲ့အတွက်ကြောင့်မို့သွားရဲဆိုတာရေးမယ် subject အဲ့တော့ subject ကကျမတို့ဆိုတော့ငါတို့ဆိုတော့ we သွားရဲဆိုတော့ go ဘယ်ကိုသွားရလဲကျောင်းကိုသွားတယ် go to school နေ့တိုင်းဆိုတော့ every day verb ကိုကြည့်မယ် I will you they ဆိုရင် verb တွေမှာ s es ထည့်စရာမလိုဘူး but one base form ဖြစ်တဲ့အတွက်ကြောင့်မို့ go က go ပဲအဲ့တော့နောက်တစ်ချောင်းကြည့်မယ်သူတို့မုံကိုမကြိုက်ဘူးအဲ့တော့ subject တွေကောင်လာစာကြောင်းရဲ့ရှေ့ဆုံးမှာရှိတယ်သူတို့ verb ကနောက်ဆုံးမှာရှိတယ်မကြိုက်ဘူး okay အဲ့ဒါဆိုရင်သူတို့လို့ပြောတဲ့အတွက်ကြောင့်မို့ they I will you they ဆိုရင် don't ကိုတုံးတယ် he she is ဆိုရင် does us ကိုတုံးတယ်အဲ့တော့ I will you they ဖြစ်တဲ့အတွက်ကြောင့်မို့ don't like မကြိုက်ဘူးဆိုတော့ don't like ပေါ့ don't like ဘာကိုမကြိုက်တာလဲမုံကို they don't like snack အဲ့တော့သူတို့မုံကိုမကြိုက်ဘူး they don't like snack okay bye bye see you in the next video နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်